မှာမျက်ရှိရမယ်မြတ်တာယုံကြည်သူရဲ့မျက်ရှိရမယ်မြတ်တာလူတိုင်းမှာစိတ်တော်မြတ်တာပြီးစိတ်တော်ကချောကိုစိတ်လုံးလာတဲ့စာတာကိုစီရင်မှာထားရှိရမယ်မြတ်တာလူတွေရင်ကိုအေးတာမှုပဲမြတ်တာမှာမျက်ရှိရမယ်မြတ်တာယုံကြည်သူရဲ့မျက်ရှိရမယ်မြတ်တာလူတိုင်းမှာစိတ်တော်မြတ်တာပြီးစိတ်တော်ကချောကိုစိတ်လုံးလာတဲ့စာတာလူတွေမှာထားရှိရမယ်မြတ်တာလူတွေကိုအင်းမြတ်မှုပဲမြတ်တာယေရှုတော်ကိုစိတ်တော်မြတ်တာYeah.